အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အမမျိုးလိုက် channel ကနေပြီးတော့ဒီကနေ့မှပြန်လေကြိုဆိုပါရခင်ဗျာဟုတ်ဒီကနေ့မှကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လေမျှဝေပြီးတော့တင်ဆက်သွားမှာကတော့လာမယ့်ဒါကျွန်တော်တို့ဗုဒ္ဓဘုနေ့2ရက်4လ2025မှာထွန်မယ်ဒုတိယကိုကျွန်တော်မိတ်ဆွေတို့ဒီကနေ့မှကျွန်တော်ဒီအကြိုက်ဆုံးအကောင်းဆုံးကိုပြန်လေမျှဝေပြီးတော့ထပ်မံတင်ဆက်ပေးဦးမှာဖြစ်တယ်ပြီးရတဲ့အင်္ဂါနေ့မှာတော့ကျွန်တော်ကတစ်ပတ်တီကိုပေးထားတဲ့ပြင်အခွေမှာလည်းနှစ်တစ်ကိုထည့်ပေးထားတာဆိုတော့ကျွန်တော်မိတ်ဆွေရချမယ်လို့လည်းထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘယ်လိုရချသေးတယ်လဲရတဲ့သူတွေကျွန်တော်တို့ပြီးဝါသားလေးဖြည့်ခဲ့ပြီးပါဦးဒီနေ့မှာလည်းကျွန်တော်ရဲ့အကြိုက်ဆုံးကောင်းဆုံးကိုပြန်လည်မျှဝေပြီးတော့တင်ဆက်အောင်ပါဆိုတော့ဒီနေ့မှာတင်ဆက်မယ်ကျွန်တော်ရဲ့ဒီလက်တော်မူလေးကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube channel ဖြစ်တဲ့အမှမျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေရာမှာထားတာနဲ့ဒီဘေးနာခေါင်းလောက်လေးကိုမတရားသေးနေဒီကဲဒီချင်ပါတယ်ခင်ဗျာဒီကနေ့မှာတင်ဆက်ထုံလို့ပြသပြီးတော့မဲ့ site တရားတမှုထူကြပြီးတော့ရန်ကုန်ကောင်းမွန်တဲ့ site နဲ့ကျောင်းမိတ်ဆွေတွေကောင်းစီတဲ့နံပါတ်ကိုပြန်လည်မျှဝေပြီးတော့တင်ဆက်အောင်ပါဆိုတော့ဒီနေ့မှာတင်ဆက်မဲ့ထိပ်စီနောက်ပိတ်ပတ်တီအခွေမှုလေးကိုလည်းကျောင်းမိတ်ဆွေတွေစာစုပ်ကြည့်ရှုစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်းဆုံးနေတဲ့ကျောင်းမိတ်ဆွေတွေကိုကျွန်တော်ကထိပ်စီ site လေးနဲ့စတင်ပြီးတော့တင်ဆက်ပြသပေးပါမယ်ခင်ဗျာကျွန်တော်ထိပ်စီ site လေးကိုသွားမှာဖြစ်ပါတယ်ကျွန်တော်ထိပ်စီ site ကလေးကကျွန်တော်ပြစတင်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့က6ရဲ့1ရဲ့ကိုကျွန်တော်တို့ကပေါင်းယူတယ်6 1ပေါင်းယူလိုက်တဲ့အခါများ6တဲ့ပေါင်းခြင်းကတော့ခွန်ကိုရရှိတယ်ခွန်ကိုကျွန်တော်တို့ကနောက်တစ်ဆင့်နှစ်ခတ်ချိန်မှရတယ်3ညဆိုပြီးတော့ပေးတယ်အဲ့3ညဒီပါဆက်ဖြစ်တယ်လေဆိုရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့က2ရဲ့9ရဲ့2ရဲ့2 9ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီနေရာမှာ3ညဆိုပြီးချပေးသွားတယ်နောက်လုံးပေါင်းခြင်းနှစ်ခတ်မှုကျွန်တော်တို့က3လုံးပေါင်းခြင်းပြန်ကြပုံစံနဲ့ဒိစီပရမမှုကိုလာမယ့်ပေါ်တော့ဘူးနေ့2ရက်4လပိုင်းတော့ကျွန်တော်ကဒီပုံစံနဲ့ထပ်မှပြီးတော့အကောင်းဆုံးပြန်လည်မျှဝေပြီးတော့ထုံလို့ကြိုးစားပေးထားပါတယ်ခင်ဗျာဟုတ်ပြီလေကျွန်တော်တို့နောက်ထပ်တစ် site ကိုဆက်ကြည့်မယ်နောက်ထပ် site ကလည်းကျွန်တော်တို့ပြန်ထပ်ယူတော့တယ်လေဆိုရင်ကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော်တို့ဒီခွန်ရဲ့9ရဲ့နှလုံးပေါင်းခြင်းကိုယူတယ်ခွန်9ပေါင်းခြင်းခွန်9ပေါင်းခြင်းကလည်းကျွန်တော်တို့နှစ်ပါပဲနှစ်ခုနှစ်ခတ်ချင်းချင်းဒီလေ4ဆိုပြီးရရှိတယ်ခင်ဗျာအဲ့လေးတွေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့3ညရဲ့ခွန်ရဲ့ခွန်3ညခွန်ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာဖြစ်တယ်4ဆိုပြီးတော့ပဲပေးပါတယ်6တစ်ပေါင်းခြင်းကတော့ခွန်9ခတ်3ည2ကိုပေါင်းခြင်း3ညဆိုပြီးတော့ချပေးတယ်ခွန်5ပေါင်းခြင်းက2ခတ်4မို့လို့ခွန်3ည4ခွန်3ညခွန်ပေါင်းခြင်းကလည်း4ပေးပြီးတော့ချပေးသွားပြီပဲဖြစ်တယ်အခုထပ်မှပြီးတော့ကျွန်တော်မိတ်ဆွေကိုထပ်ပြီးထုံလို့တင်ဆောင်မဲ့ site ကလာမဲ့တာကျွန်တော်တို့ဗုဒ္ဓဘူးနေ့2ရက်နေ့မှာထွက်မယ်ကျွန်တော်တို့ဒူရီရဲ့ကျွန်တော်ထိပ်စီပရမမှုကလေးဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်ရထည့်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့4ရဲ့3ညရဲ့နာလုံးပေါင်းခြင်းကိုယူတယ်4 3ညပေါင်းခြင်း4 3ညပေါင်းခြင်းကတော့4ကိုနှစ်ခတ်ချိန်မှာရတယ်ကျွန်တော်တို့ဒီမှာနှစ်ဆိုပြီးတော့ရရှိတယ်ခင်ဗျာအဲ့နှစ်ဒီပါပြရမယ်ကျွန်တော်ဒီမှာရှိတဲ့3ညရဲ့3ရဲ့3ည3ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာဖြစ်တယ်နှစ်ဆိုပြီးပေးရမယ်3 3ညပေါင်းခြင်းကကျွန်တော်တို့ဒီမှာ3ပဲရှိတယ်ခင်ဗျာ3ကိုကျွန်တော်တို့ကနှစ်ဖြစ်ချင်းရဲ့ကျွန်တော်ဒီမှာကိုတစ်လုံးထည့်ရင်ကျွန်တော်တို့က3ည3ကိုပေါင်းခြင်းကနှစ်ဆိုဖြည့်လိုက်တဲ့ကိုကတော့ကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့ဘုရမနေ့2ရက်နေ့မှာထွက်မယ်ဒူရီအတွက်ကျွန်တော်တို့ကိုထိပ်စီဖြစ်သွားတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာထည့်ဆက်ပေးလိုက်တဲ့ဒီကိုထိပ်စီ site ကတော့ကျွန်တော်မိတ်ဆွေအတွက်ကြိုက်ဆုံးထဲမှာပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကကိုထိပ်စီလေးပြီးသွားပြီဆိုတော့နောက်ထပ်ဒုတိယ site ထိပ်စီလေးကိုကျွန်တော်ထပ်မှပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာဟုတ်ကျွန်တော်နောက်ထပ်ဒုတိယ site ထိပ်စီလေးကိုကျွန်တော်တို့သွားမယ်နောက်ထပ်ကျွန်တော်တို့ဒုတိယ site ထိပ်စီကလည်းကျွန်တော်ပြန်လေးထည့်ယူလဲဆိုရင်ကျွန်တော်တို့ဒီမှာ2ရဲ့ကျွန်တော်က3ညရဲ့6ရဲ့ကိုပေါင်းမယ်ခင်ဗျာ2 3ည6ပေါင်းခြင်းပါခင်ဗျာ2 3ည6ပေါင်းခြင်းကကျွန်တော်ဒီနေရာမှာပါရ8ဆိုပြီးတော့ကျွန်တော်တို့ရရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီ8ဒီလေကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့1ရဲ့ပေါင်းခြင်းကလည်း8ဆိုပြီးတော့ပဲပေးသွားပါတယ်ခင်ဗျာနော်ကျွန်တော်တို့မှာ2 3ည6ပေါင်းခြင်း8မို့လို့ခွန်1ပေါင်းခြင်း8ဆိုပြီးပေးတဲ့ပုံစံနဲ့နောက်ထပ်ထိထီးတစ်စိုက်ကိုလာမယ်ပို့လို့နေ့2ရက်နေ့တော့ထပ်မှပြီးတော့ဒီပုံစံနဲ့အကောင်းဆုံးတက်ဆက်ကထုံလုပ်ပြီးတော့ကြိုးစားပေးထားတာဆိုတော့ထောက်ပြုံးမယ်ထင်ပါတယ်ခင်ဗျာဟုတ်ပြီးရင်ကျွန်တော်နောက်တစ်စိုက်တွေလည်းကျွန်တော်ဒီမှာရှိတဲ့2ရဲ့3
3ရဲ့ကိုပေါင်းတယ်နှစ်33ပေါင်းခြင်းနှစ်33ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာပါရတယ်8ဆိုပြီးတော့ပဲထည့်ရတယ်အဲ့ဒီ8ကလည်းကျွန်တော်ဒီမှာရှိတဲ့8ရဲ့3ရဲ့ပေါင်းခြင်းကလည်း8ဆိုပြီးတော့ပဲပေးသွားတယ်နှစ်36ပေါင်းခြင်း8မို့လို့9ပေါင်းခြင်း8ဆိုပြီးတော့ချပေးထားပြီးတော့နှစ်33ပေါင်းခြင်း8ကလည်း8 3ပေါင်းခြင်း8ဆိုပြီးတော့ထပ်ပြီးတော့ပေးနေပြီပဲဖြစ်တယ်ခင်ဗျာဟုတ်ဦးတက်မှာပြီးတော့ထုံတော့သွားမယ်စိုက်ကလာမယ်ပို့တော်မီနီတာ2ရက်4လ2025မှာထွက်မယ်ဒုတိယနောက်တက်ထိစီကလေးဖြစ်တယ်ဟုတ်ကဲ့ဒါဒီလေကျွန်တော်တို့ဒီမှာ3ရက်3ရက်9ရက်ကိုသွားမယ်3 3 9ပေါင်းခြင်း339ပေါင်းခြင်းကလည်းကျွန်တော်ဒီညပါရတယ်နှစ်ဆိုပြီးတော့ပဲရတယ်အဲ့ဒီနှစ်တွေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်1ရက်လွတ်နေကနန်းလုံးပေါင်းကြီးကျွန်တော်တို့နှစ်မှုဖြစ်ရမယ်လောလောဆယ်မှာကျွန်တော်တို့က1တလုံးပဲရှိတယ်1ကိုနှစ်ဖြစ်ချင်နောက်ထပ်1တလုံးထည့်ရင်နှစ်1 sorry 1ပေါင်းခြင်းကနှစ်ဆိုတော့ဖြည့်လိုက်တဲ့1ဒီလာမဲ့ဒါကျွန်တော်တို့ဘုရားဘူးနေ4လ2025အတွက်ကျွန်တော်တို့ထိပ်စီးဖြစ်သွားပြီအခုဆိုရင်ကျွန်တော်မိတ်ဆွေမြင့်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာကိုထိပ်စီးတစ်ထိပ်စီးဆိုပြီးတော့ထိပ်စီးနှလုံးရရှိသွားပြန်ပြီဒီထိပ်စီးထဲရောက်ပဲထိပ်စီးရကျွန်တော်မိတ်ဆွေတွေထောက်ကူပြုမလဲကြိုက်ဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းကြံပြူစီကျင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကထိပ်စီး site လေးတွေပြီးပြီဆိုတော့နောက်ဝေး site လေးကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟောကျွန်တော်နောက်ဘေးဆိုင်ကလေးပဲထည့်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိရ6ရဲ့2ရဲ့ကိုကျွန်တော်တို့ပေါင်းယူတယ်6နဲ့ပေါင်းခြင်း6နဲ့ပေါင်းခြင်းဒီလေကျွန်တော်ဒီနေရာမှာပါရတယ်ကျွန်တော်တို့ဒီ8ဆိုပြီးတော့ကျွန်တော်တို့ကရေးရပါတယ်ခင်ဗျာโอเคအဲ့ဒီ8ဒီလေကျွန်တော်တို့ကဘာဖြစ်ရမလဲဒီမှာရှိရ1ရဲ့9ရဲ့8ရဲ့198ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီနေရာမှာဘာဖြစ်သွားလဲကျွန်တော်တို့က8ဆိုပြီးတော့ပေးပါတယ်ခင်ဗျာ6နှစ်ပေါင်းခြင်း8မို့လို့198ပေါင်းခြင်းကျွန်တော်တို့က8ဆိုပြီးတော့ပေးပါတယ်ဒီပုံစံနဲ့ပဲကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကနောက်ဝေးပထမမှုကိုလာမယ်2ရက်နေပို့တဘူးနေဦးတော့ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးနောက်ပြီးပထမမှုကိုဒီပုံစံနဲ့ကျွန်တော်တို့ကစက်တိုက်ထုံလို့ပြတ်တာပေးသွားမှာဖြစ်တယ်အပြီးနေနောက်တစ်ဆိုင်နောက်ဆက်ကြည့်တယ်ကျွန်တော်ဒီမှာရှိရ3ရက်6ရက်ကိုကျွန်တော်တို့ပေါင်းတယ်36ပေါင်းခြင်း36ပေါင်းခြင်းကလည်းကျွန်တော်ဒီညမှာပါရတယ်9ဆိုပြီးတော့ရရှိတယ်အဲ့ဒီကိုရပါပြရမယ်ကျွန်တော်ဒီမှာရှိ9ရက်3ရက်4ရက်9 3ရက်4ပေါင်းခြင်းကလည်းကျွန်တော်ဒီညမှာ9ဆိုပြီးတော့ပဲဆက်ပေးတယ်6နှစ်ပေါင်းခြင်း8မို့လို့198ပေါင်းခြင်းက8ကိုချပေးထားပြီးတော့36ပေါင်းခြင်း9ကလည်း9 3ရက်4ပေါင်းခြင်းကျွန်တော်တို့ဒီမှာ9ကိုပြင်နေပြီပဲဖြစ်တယ်အရင်ကိုကျွန်တော်တို့ထူကြတယ်ကျွန်တော်တို့နောက်ပိတ်ပုံစံဒီလေးဖြစ်တယ်။အခုထပ်မှပြီးတော့တက်ဆက်မဲ့ site ဒီလာမယ်ပို့လို့ဘူးနေတာနေရ4လ2025မှာထွက်မဲ့ကျွန်တော်တို့ဒုတိယနောက်ပိတ်ပထမမူလေးကိုကျွန်တော်ထုံလို့တက်ဆက်ပေးတော့မယ်။အဲ့ဒါဒီလေးကျွန်တော်ဒီမှာရှိတဲ့9ရဲ့3ညရဲ့ကိုပေါင်းတယ်9 3ညပေါင်းခြင်း9 3ညပေါင်းခြင်းဒီလေးကျွန်တော်တို့ကဒီမှာ9ဆိုပြီးတော့ရရှိထားတယ်။အဲ့ဒီ9ရပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ့3ညရဲ့3ရဲ့လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီ9ကိုဖြစ်ရမယ်။3ည3ပေါင်းခြင်းက3ပဲရှိတယ်။3ကို9ဖြစ်ခြင်း6တလုံးထိပ်336ပေါင်းခြင်းက9ဆိုတော့ဖြည့်လိုက်တဲ့6ဒီကျွန်တော်မိတ်ဆွေတို့လာမဲ့တာကျွန်တော်တို့ဗုဒ္ဓဘုနေ့ကျွန်တော်တို့နေ့ရက်4လ2025အတွက်နောက်ဝေးဖြစ်သွားပြီအခုဆိုရင်တော့ကျွန်တော်တို့မြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ကညီကိုစဉ်းစားဖြစ်တဲ့အတွက်နက်ခတ်ဆိုင်လေးကအရန်ကိုအားကောင်းပါတယ်အရန်ကိုကျွန်တော်မိတ်ဆွေတို့လာမဲ့တာကျွန်တော်တို့ဗုဒ္ဓဘုနေ့နေ့ရက်နေ့အတွက်အရန်ကိုအားပြုရမယ်ခန္ဓာကောင်းတစ်ခုလည်းဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ဦးဆုံးကျွန်တော်တို့ပထမခဏကောင်းတစ်ခွက်မူလေးပြီးပြီဆိုတော့နောက်ထပ်ဒုတိယဆိုင်နောက်ဝေးလေးကိုကျွန်တော်ထပ်မှတ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့တက်ဆက်ပေးသွားမယ်နောက်ထပ်ဒုတိယဆိုင်နောက်ဝေးလေးကိုကျွန်တော်တို့ဆက်ကြည့်ကြအောင်ခင်ဗျာနောက်ထပ်ဒုတိယဆိုင်နောက်ဝေးကလည်းကျွန်တော်တို့ဘယ်ကထပ်ယူတယ်လဲဆိုရင်ကျွန်တော်တို့ဒီမှာ6တိရဲ့ထိပ်စီကျွန်တော်က6ကိုယူမယ်ပြီးရင်ကျွန်တော်တို့ခွန်9ရဲ့ထိပ်စီခွန်ကိုယူမယ်ပြီးရင်4 3ရဲ့ထိပ်စီ4ကိုယူကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကနောက်ဝေးကိုထုံလို့သွားမယ်ဟုတ်ကဲ့ဘယ်လိုပုံစံယူသွားလဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ6ဆိုပြီးတော့ပေးထားတယ်အဲဒီ6ဒီပါဆက်ပြဲဆိုရင်ကျွန်တော်ဒီမှာရှိရ2ရက်1ရက်3ရက်ကျွန်တော်2 1 3ပေါင်းခြင်းကလည်း6ဆိုပြီးတော့ပေးသွားတယ်6မို့လို့ဒီမှာ3လုံးပေါင်းခြင်း6ဆိုပြီးနောက်မှပြန်ချနေတယ်ဒီပုံစံနဲ့ပဲနောက်ထပ်နောက်ဘေးဒုတိယဆိုင်အကောင်းဆုံးကိုဒီပုံစံနဲ့ကျွန်တော်ကပို့တပူနေတော့ဇက်တိုက်ပေါ့နော်ထုံလို့ပြီးတော့အကောင်းဆုံးပြတာတင်ဆက်မှာဖြစ်တယ်ပြီးရင်နောက်တစ်ဆိုင်တည်တယ်ကျွန်တော်ဒီမှာခွန်9ရဲ့ထိစီခွန်ကိုယူထားတယ်အဲ့ဒီခွန်ရပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရ6ရဲ့9ရဲ့ပေါ့နော်6 5ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာခွန်ဆိုပြီးတော့ပေးသွားတယ်6ဒီတဲ့1 1 3ပေါင်းခြင်း6ကိုချပေးထားသလိုခွန်ဒီလည်း6 5ပေါင်းခြင်းခွန်ကိုပေးနေပြီပဲဖြစ်တယ်ခင်ဗျာ
ဟုတ်ကဲ့အခုထပ်မှပြီးတော့တူသားပြီးတော့ကျွန်တော်မိတ်ဆွေပြတ်သားမယ်ဆိုင်ကတော့လာမယ်ဒါ2ရက်နေ့4လပိုင်း2025ပေါ်တုန်းဒီမှာထွက်ပဲတူရီရဲ့နောက်ပိတ်မှုကလေးပဲဖြစ်တယ်အဲ့ဒါကလေးကျွန်တော်ဒီမှာ4-3ထိစီ4ကိုယူထားတယ်အဲ့ဒီ4လေးပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ3ညရဲ့2ရဲ့လွတ်နေတဲ့ကလန်လုံးပေါင်းချင်းစီကျွန်တော်4မှုဖြစ်ရမယ်3ညနဲ့ပေါင်းချင်းကကျွန်တော်ဒီညမှာ2ပဲရှိတယ်2ကို4ဖြစ်ချင်းနောက်ထပ်ကျွန်တော်တို့က2ကိုထည့်ရင်ကျွန်တော်တို့က3ည2ပေါင်းချင်း4ဆိုတော့ဖြစ်လိုက်တယ်2ကတော့ကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့ဗုဒ္ဓဘူးနေကျွန်တော်2ရက်4လ2025အတွက်နောက်ပြီးဖြစ်ပြီဥစဉ်ကျွန်တော်တို့ဒီမှာပြန်ကြပုံစံကလည်းပေးထားတယ်နှစ်ခက်ကလည်းပေးထားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေ့မှာတက်ဆက်ပေးထားတဲ့ဒီမှာနှစ်ခက်ကိုညီကိုဘောကတော့ကျွန်တော်တို့မိတ်ဆွေတွေအကြိုက်ဆုံးအကောင်းဆုံးတွေမှာဖြစ်မယ်လို့ထင်တယ်ကျွန်တော်လည်းရန်ကိုကြိုက်တဲ့ခဏကောင်းနှစ်ကွက်ဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ဥစဉ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ဒီခဏကောင်းနှစ်ကွက်ရရှိပြီဒီကနေ့လေးကပဲကနေကြိုက်ဆုံးဖြစ်မယ်ဆိုတော့လည်းချက်ပြူစီခြင်းနဲ့နောက်ရက်အတွက်လည်းဒီတက်ဖို့မကောင်းမွန်တဲ့ site တွေနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတင်ဆက်အောင်ပါဆိုတော့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ထပ်မှပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေအောင် subscribe ဆိုရစာနာနဲ့တွေ့ပြီးနောက်ခေါင်းလုံးလေးကိုတီးထားယူပြီးကျွန်တော်တည်တင်များဗီဒီယိုကိုကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ထပ်မှပြီးတော့ကြည့်ရှုနိုင်မှာဖြစ်တယ်ဒီနေ့မှာကျွန်တော်မိတ်ဆွေတွေကျွန်တော်တင်ဆက်ပေးထားသည်လာမယ့်ဒါ2ရက်ကျွန်တော်က4လပိုင်း2025မှာထွက်မယ်ပေါ့နော်ကျွန်တော်က2ဒီကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကအကောင်းဆုံးကြိုးစားပြီးတော့တင်ဆက်ပေးထားတာဖြစ်တယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပေါ့နော်မြင်တွေ့တဲ့အတိုင်းပဲဗမာကဏ္ဍတစ်ခါကတော့နက်ခက်ကလေးကိုကျွန်တော်တို့ဒီမှာရရှိထားတယ်ဒီချက်ကဏ္ဍတစ်ခါကတော့ကျွန်တော်နီကိုလေးကိုပေးထားတာဖြစ်တယ်နောက်ထပ်မြစ်တာလက်ဆောင်တဲ့ချုံမိတ်ဆွေကိုကျွန်တော်ပါဝါတစ်ခွက်ကိုလည်းလက်ဆောင်ထည့်ပေးထားပါတယ်အထူးချက်ချလေးနဲ့ရရှိမဲ့ကဏ္ဍလေးတွေဖြစ်တယ်အကျိတ်ဆုံးကဏ္ဍတစ်လုံးကတော့ကျွန်တော်မိတ်ဆွေတို့ကိုတစ်လုံးပဲဖြစ်တယ်ကိုကြိုက်တဲ့လူကကိုကစားနေကြိုက်တဲ့လူကတော့နေကိုကစားနိုင်ပါတယ်ခင်ဗျအခွေသမားတွေတော့ကတော့ကျွန်တော်ဒီမှာရရှိထားတယ်ကို6ဒီနှစ်ကိုခွေလိုက်ပါထူးထူးမိမိလေးဖြစ်မှာပါအကောင်းဆုံးဖြစ်ကျူးစားထားဆိုကြိုက်တူမယ်လို့လည်းထင်တယ်ကျွန်တော်ဘောလုံးမနေ့မှာလည်းကျွန်တော်တို့အခွေရောပတ်တီရောကျွန်တော်ကြားထားတာဆိုပြီးရကြသေးတယ်ရတဲ့သူတွေထပ်မှပီတီဖြစ်ဖို့တောင်းဆိုခြင်းနဲ့ဒီကနေ့အတွက်လည်းအကောင်းဆုံးကျူးစားဖြစ်တဲ့အတွက်အကြိုက်တူမယ်လို့လည်းမျှော်လင့်နေကျွန်တော်ဗီဒီယိုလေးဝင်ကြည့်ရှင်းမိတ်ဆွေအားလုံးလည်းဒီကနေ့လေးနဲ့ပေါက်ပါသေးအောင်ဆုမကောင်းတောင်းပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုလေးဝင်ကြည့်ရှင်းမိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခြင်းခွေချမ်းသာခြင်းနဲ့ပြည့်စုံပါစေစစ်ပေးတဘာဝပေးယောဂဘေးမျိုးမျိုးကလည်းကင်းလို့ပြီးတော့စိတ်ချမ်းသာခြင်းခွေချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲသုံးသက်ရနာလိုက်ပါရခင်ဗျာအားလုံးပဲထပ်၍ပေါက်ကြပါစေခင်ဗျာ